မိတ်ဆွေသတင်းတွေကိုဖွင့်ကြည့်လိုက်ရင်တစ်ခုတည်းတစ်ခုပိုကြီးလာနေတဲ့စကားလုံးတစ်ခုကိုကျွန်တော်တို့မကြာခဏတွေ့နေရတယ်အီရန်အမေရိကန်စစ်တိုက်ခိုက်မှုပြန်တိုက်ခိုက်မယ်ဆိုတဲ့ချိန်ချောက်မှုအခုမေကွန်ကတစ်ခုပဲဒီအရာတွေကနောက်ဆုံးမှာတတိယကမ္ဘာစစ်ကိုခေါ်သွားမလားမိတ်ဆွေဒီနေ့ဗီဒီယိုထဲမှာကျွန်တော်တို့အမြင့်ဆုံးစိတ်လှုပ်ရှားဖို့မဟုတ်ဘဲတကယ်ဖြစ်နိုင်ခြေကိုတဆင့်ချင်းသုံးသပ်သွားမယ်အီရန်နဲ့အမေရိကန်ကြားမှာတင်းမာမှုဆိုတာဒီနေ့မှစတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာစီးပွားရေးပိတ်ဆို့မှုတွေနျူကလ িয়ার တန်တရားတွေအနောက်ကိုင်းရဲ့အရှိအလဲပိုင်းအာဏာလက်တွေထိစားတွေအခုကတော့စစ်စခန်းတွေကိုတိုက်ခိုက်တာအထိရောက်လာပြီဆိုရင်ဒီဟာကစကားမဟုတ်တော့ဘူးမိတ်ဆွေအမေရိကန်စစ်စခန်းတစ်ခုကိုတိုက်ခိုက်တယ်ဆိုတာအမေရိကန်ကိုတိုက်ခိုက်တာနဲ့တူတယ်ဒါပေမဲ့အမေရိကန်ကလည်းတိုက်ခိုက်တာအတိုင်းကိုစစ်ကြင်ညာပြီးပြန်တိုက်မလားဒါကအရေးကြီးဆုံးမေးခွန်းပါတတိယကမ္ဘာစစ်ဖြစ်ဖို့ဆိုရင်နှစ်နိုင်ငံစစ်ပဲမလုံလောက်ပါဘူး Global Power Straight ပါဝင်ရမယ်ဥပမာရုရှားတရုတ်ဥရောပနိုင်ငံတွေနေတိုအဖွဲ့ဝင်တွေမိတ်ဆွေအခုအခြေအနေကိုကြည့်ရင်တစ်ဖက်ကတိုက်ခိုက်တယ်တစ်ဖက်ကပြန်တုံ့ပြန်တယ်ဒါက regional war ဖြစ်နိုင်ခြေပိုများတယ် global war ဖြစ်ဖို့ဆိုရင် alliance ဒီတစ်ဖက်ချင်းပါဝင်ထားမယ်မိတ်ဆွေအလူလိုက်စိုးရင်ဒါကဒီတစ်ချက်ပါ nuclear လက်နက်အသုံးပြုမလားအီရန်မှာတရားဝင် nuclear လက်နက်တရားဝင်မရှိသေးဘူးဆိုပေမဲ့အမေရိကန်မှာတော့အပြည့်အစုံရှိတယ်ဒါပေမဲ့ nuclear ကိုအသုံးပြုတယ်ဆိုတာနိုင်ငံတစ်ခုတည်းမသေးပါဘူးကမ္ဘာတစ်လုံးထိခိုက်မယ်အဲ့ဒီအတွက်မတူမမဆိုအလွန်နောက်ဆုံးအဆင့်မရောက်မချင်းအသုံးမပြုချင်းကြပါဘူးမိတ်ဆွေတကယ်လို့စစ်ဒင်းမန်မွန်တိုးလာရင်အရင်ဆုံးထိခိုက်မဲ့အရာကပါလေ why အရှိအလဲပိုင်းမှာစစ်ဖြစ်ရင်ရေနံဈေးတက်မယ်ရေနံတက်ရင်ကုန်ဈေးနှုန်းတက်မယ်ဒါကမြန်မာနိုင်ငံလိုနိုင်ငံတွေအတွက်လည်းအလွန်အရေးကြီးတဲ့တက်ရောက်မှုရှိမယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲကိုပါဝင်လာမယ်မိတ်ဆွေအခုအခြေအနေအရတတိယကမ္ဘာစစ်ဖြစ်နိုင်ခြေဟာဖြစ်နိုင်ပေမဲ့ချက်ချင်းမဖြစ်နိုင်သေးဘူးဆိုပြီးပြောနိုင်တယ်။ဘာကြောင့်လဲ။ဘာလို့ဆိုတော့နိုင်ငံကြီးတွေကစစ်ကြီးတဲဝင်ရင်စီးပွားရေးလည်းပြတ်မယ်။နိုင်ငံပေါ်လည်းမတည်ငြိမ်ဘူး။ပြည်သူလူထုကလည်းမလိုချင်ဘူး။ဒီခေတ်မှာစစ်ကြီးဆိုတာအနိုင်ရသူမရှိတဲ့စစ်ပါ။မိတ်ဆွေအရေးကြီးဆုံးကသတင်းမှန်ကိုသိထားဖို့ပါ။ panic မဖြစ်ပါနဲ့။စစ်ဆိုတာနိုင်ငံခြားခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်။ကျွန်တော်တို့လုံနိုင်တာကအချက်အလက်မှန်ကိုသိထားပြီးစိတ်အေးမဲ့လက်ရှိဘဝကိုအာရုံစိုက်နေတာပါပဲ။မိတ်ဆွေဒီဗီဒီယိုကိုကြည့်ပြီးမိတ်ဆွေအမြင်ပါလဲဆိုတာ comment မှာပြောပေးပါ။တတိယကမ္ဘာစစ်ဖြစ်မယ်လို့ထင်လားမဖြစ်ဘူးလို့ထင်လားကျွန်တော်တို့ဆွေးနွေးကြမယ်။ဗီဒီယိုကိုအသုံးဝင်တယ်ဆိုရင် like and share လုပ်ပေးပါ။ next video မှာနောက်ထပ်ကဘာအေးအရေးကြီးတဲ့အကြောင်းအရာတစ်ခုနဲ့ပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်